အောင်မြင်ကြော်ကြားမှုနဲ့အချောလာတွေဝိုင်းရံနေတဲ့ကြားကငယ်ချစ်ဦးတွေအပေါ်တစ္ဆာမပြတ်ခဲ့ကြတဲ့ကဘာကျော်ဘောလုံးကစားသမားများစွာရှိပါတယ်။ဒီဘက်ကမှာငွေကြေးအောင်မြင်မှုနဲ့နာမည်ကျော်ကြားမှုတွေနဲ့အတူလှပတဲ့မော်ဒယ်တွေဝန်းရံနေတဲ့ကဘာဘောလုံးလောကတွေမှာကိုယ့်ရဲ့ငယ်ချစ်ဦးတွေနဲ့ပဲဘဝအဆုံးထိတစ္ဆာရှိရှိလက်တွဲသွားတဲ့ကဘာကျော်ဘောလုံးသမားများစွာရှိပါတယ်။သူတို့တွေဘာမှမရှိခင်ကတည်းကဆင်းရဲဒုက္ခတွေရောက်နေတဲ့အချိန်ကတည်းကဘေးမှာရှိနေခဲ့ပြီးတော့လက်ရှိအချိန်ထိလည်းတစ္ဆာရှိရှိအိမ်တော်ဘက်အဖြစ်ရွေးချယ်ခဲ့ကြတဲ့ကဘာကျော်ဘောလုံးကစားသမားတွေရဲ့ဖြစ်ရမှန်အချစ်ဇလန်းလေးတွေကိုစိတ်ဝင်စားပွဲတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ယောက်အနေနဲ့ကတော့ကဘာကျော်ဘောလုံးကစားသမားလီယိုနယ်မက်ဆီပဲဖြစ်ပါတယ်မက်ဆီနဲ့အန်တိုနယ်လာတို့ဟာ1996ခုနှစ်မက်ဆီကတော့အသက်9နှစ်အရွယ်အန်တိုနယ်လာကတော့အသက်10နှစ်အရွယ်ကလေးကအာဂျင်တီးနားနိုင်ငံရိုဆာရီယိုမြို့မှာစတင်တည်ကျွမ်းခဲ့တာပါအန်တိုနယ်လာကမက်ဆီရဲ့ငယ်တငယ်ချင်းလူကတ်ရဲ့ဝမ်းကွင်းညီမဖြစ်ပါတယ်မက်ဆီကလူကတ်ရဲ့အိမ်ကိုတွားလည်ရင်းနဲ့မှအန်တိုနယ်လာကိုတတိထားမိပြီးတော့စိတ်ဝင်စားခဲ့တာလည်းဖြစ်ပါတယ်မက်ဆီရဲ့ပြောမှုတဲ့စကားလေးရှိပါတယ်ဒါကတော့တနေ့ကျရင်ဒီကောင်မလေးကငါရဲ့ချစ်သူဖြစ်လာလိမ့်မယ်လို့တငယ်ချင်းတွေကြားမှာပြောခဲ့ဘူးတာပါဒါပေမဲ့မက်ဆီအသက်73နှစ်မှာပဲကြီးထွားမှုဟော်မုန်းချို့တဲ့ယောဂါကိုကုသဖို့အတွက်စပိန်နိုင်ငံဘာစီလိုနာအသင်းစီပြောင်းရွှေ့သွားတဲ့အခါမှာသူတို့နှစ်ယောက်ဟာဝေးကွာသွားခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ရေးဆက်ဆိုတာကတော့အန်အောကိုတိတ်ကောင်းပါတယ်။2005ခုနှစ်မှာပဲအန်တိုနယ်လာရဲ့အချစ်ဆုံးတငယ်ချင်းကားမတော်တဆမှုနဲ့ကွဲလွန်သွားချိန်မှာမက်ဆီဟာအာဂျင်တီးနားကိုပြန်လာပြီးတော့သူမရဲ့ဘေးမှာရက်တီအားပေးခဲ့ပါတယ်။အဲ့ဒီဖြစ်ရဲ့ကလေးကပဲသူတို့နှစ်ယောက်ရဲ့အချစ်ကိုတဖန်ပြန်လဲခိုင်မာလာစေခဲ့တဲ့အရေးအကြီးဆုံးအချိုးအကွေတစ်ခုဖြစ်လာခဲ့ရတာပါအဲ့ဒီနောက်နှစ်လရှည်ကြာတဲ့အထိလက်တွဲခဲ့ကြပြီးတော့2018ခုနှစ်မှာမွေးရမြေရိုဆာရီယိုမြို့မှာပဲမင်္ဂလာပွဲကျင်းပခဲ့ကြပြီးတော့အခုဆိုရင်သား3ယောက်နဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုဖျက်ဆီးနေကြပြီးဖြစ်ပါတယ်ကမ္ဘာဗလာဘလွန်ဒီယောစုရီမရင်မတွက်နိုင်တဲ့အောင်မြင်မှုတွေရဲ့နောက်ွယ်မှာမက်ဆီအတွက်အမြဲတမ်းမပြောင်းလဲတဲ့အားပေးသူတစ်ယောက်ကတော့အန်တိုနယ်လာပဲဖြစ်ပါတယ်။သူတို့ရဲ့အချစ်ဇလန်လေးဟာကလေးဘဝတွေကစတင်ခဲ့တာဖြစ်ပြီးတော့ဒီနေ့ထိမပြောင်းလဲသေးတဲ့ဘောလုံးလောကရဲ့အလှပအဆုံးအချစ်ဇလန်တွေကတပုတ်ဖြစ်သတ်မှတ်ခံထားရတာပါ။ဒုတိယတစ်ယောက်အနေနဲ့ကတော့မက်ဆီရဲ့အသင်းပေါ်လူဝစ်ဆွာရက်ပဲဖြစ်ပါတယ်။ဆွာရက်ရဲ့ဇလန်းကတော့တကယ့်ကိုရုပ်ရှင်ဆန်လွန်းပါတယ်။ဆွာရက်ကအသက်15နှစ်ဆိုဖီယာကအသက်73နှစ်မှာတွေ့ဆုံခဲ့ကြတာပါ။အဲ့ဒီအချိန်ကဆွာရက်ဟာဆင်းရဲတဲ့ရပ်ကွက်တွေမှာကြီးပြင်းခဲ့ပြီးတော့ဥရုဂွေးနိုင်ငံရဲ့လမ်းမတွေပေါ်မှာတန်ရှင်းရေးတွေလုပ်ကားလမ်းစုံတွေပေါ်မှာအလုပ်သေးသေးလေးတွေလုပ်ခဲ့မှုတယ်လို့ကိုယ်တိုင်ပြောခဲ့မှုတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကဆွာရက်ဟာဘောလုံးအရေးချင်းတော့ရှိပေမဲ့စီကမိုင်းအားနေပြီးတော့အနာဂတ်မသေးကြတဲ့လူငယ်တစ်ယောက်တသားလေးပဲရှိသေးတာပါဒါပေမဲ့ဆိုဖီယာကတော့သူ့ကိုယုံကြည်မှုပေးခဲ့ပြီးတော့ဘောလုံးကိုအလေးနက်ထားစူးစမ်းဖို့အမြဲအားပေးခဲ့တာပါဒါပေမဲ့2003ခုနှစ်မှာဆိုဖီယာရဲ့မိသားစုကစပိန်နိုင်ငံဘာစီလိုနာကိုပြောင်းရွှေ့သွားခဲ့ပါတယ်အဲ့ဒီခွဲခွာမှုကပဲဆွာရက်ရဲ့ဘဝကိုပြောင်းလဲသွားစေခဲ့တာပါသူကဥရောပကိုရောက်မှဆိုဖီယာနဲ့ပြန်ဆုံနိုင်မယ်ဆိုတဲ့ရည်မှန်းချက်တစ်ခုတည်းနဲ့ဘောလုံးကိုအရင်ထပ်ပို့ပြီးစူးစမ်းခဲ့တာပါနောက်ဆုံး2006ခုနှစ်မှာနယ်သာလန်ကဂရိုနင်ဂန်အသင်းကိုပြောင်းရွှေ့ခွင့်ရခဲ့ပြီးတော့သူ့ရဲ့အိမ်မက်တစ်ခုလေးအကောင့်ထဲပေါ်လာခဲ့တာပါဥရောပကိုရောက်ပြီးတဲ့နောက်ဆိုဖီယာနဲ့ပြန်လည်နီးစပ်လာခဲ့ပြီးတော့2009ခုနှစ်မှာတော့တရားဝင်လက်ထပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်အခုချိန်မှာတော့ဆွာရဲ့ပြန်လည်ပြောဆိုချက်တွေအရဆိုဖီယာသာမရှိရင်ကျွန်တော်ကဘာကျော်ဘောလုံးသမားဖြစ်လာမှာမဟုတ်ဘူးလို့အမြဲပြောလို့ရှိတာပါ I never thought I'd fly over my own state something about those city lightsနောက်တစ်ယောက်ကတော့အင်္ဂလန်သင်းရဲ့ကန်ဝင်တိုက်စစ်မှုဟာရီကိန်းမှာဟာရီကိန်းနဲ့ကီတီတို့ဟာချိုင်းဖော့ကအကြောင်းတစ်ခုမှကလေးကအတူတူတက်ခဲ့ကြတဲ့ငယ်ငယ်ချင်းတွေပါသူတို့ရဲ့သမိုင်းဝင်ပုံရိပ်လီကတော့2005ခုနှစ်ကဒေးဗစ်ပကန်းရဲ့အကယ်ဒမီကျောင်းဖွင့်ပွဲမှာအသက်17နှစ်အရွယ်ကလေးဘဝတွေကပကန်းရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာအတူတူဓာတ်ပုံတွဲရိုက်ခဲ့ကြတာဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာ2011ခုနှစ်အသက်18နှစ်18နှစ်ဝန်းကျင်မှာစတင်တွေ့ခဲ့ကြတာဖြစ်ပြီးတော့ဟာရီကိန်းကတော့ကစားသမားဘဝအနှိမ့်မြင့်အတက်ကြတွေနဲ့အငှားချခံရတဲ့ဘဝတွေအကုန်လုံးကိုကီတီကဘေးကနေအမြဲအားပေးခဲ့တာပါဟာရီကိန်းကအင်တာဗျူးတစ်ခုမှာသူကကျွန်တော်ရဲ့အောင်မြင်မှုတွေကြောင့်တွေ့ခဲ့တာမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့ဘဝတစ်ခုလုံးကိုခလီးဘဝကလေးကချစ်ခဲ့တာပါလို့ထုတ်ပြောခဲ့ပါတယ်
သူတို့ဟာ2019ခုနှစ်မှာစီးစပ်ခဲ့ပြီးတော့2019ခုနှစ်မှာတရားဝင်လက်ထပ်ခဲ့ကြတာပါ When my days end, I must just fall in love. I know the DJ and I love this song. Me and you and the night feel so young. Every single moment has led up to this one. Whoa, did the stars align? Whoa, maybe. နောက်ဆုံးတစ်ယောက်ကတော့ဂျာမနီနဲ့ဘိုင်ယန်မြူးနစ်ရဲ့ကန်နဝင်ကစားသမားတောမတ်မူလာပါမူလာရဲ့ချစ်စနီလေးလီဆာတို့ရဲ့အချစ်ဇလန်ဟာဘောလုံးလောကမှာလူသိများတဲ့ relationship တစ်ခုလည်းဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာစေကျော်သက်အရွယ်2009ခုနှစ်ဝန်းကျင်ကလေးကစတင်ချစ်ကြိုက်ခဲ့ကြတာပါအဲ့ဒီအချိန်တုန်းကမူလာဟာဘိုင်ယန်မြူးနစ်လူငယ်အသင်းမှာကစားနေစေဖြစ်ပြီးတော့ကဘာကျော်ဘောလုံးသမားမဖြစ်သေးပါဘူးလီဆာကတော့ professional မြင်းစည်းအားကစားသမားတစ်ယောက်ဖြစ်ပြီးတော့မူလာရဲ့အောင်မြင်မှုခရီးစဉ်အစကတည်းကအမြဲဘေးကနေအားပေးထောက်ခံခဲ့သူလည်းဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာ2နှစ်လောက်လက်တွဲခဲ့ပြီးတဲ့နောက်2009ခုနှစ်မှာနှစ်ယောက်စလုံးအသက်20ဝန်းကျင်အရွယ်နဲ့လက်ထပ်ခဲ့ကြတာပါငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့လေသူတို့ရဲ့အိမ်တော်ရေးဟာနှစ်ပေါင်းများစွာတည်ငြိမ်ခိုင်မာခဲ့တာကြောင့်ပြည်သက်တွေရဲ့လေးစားမှုကိုရရှိခဲ့တာပါမူလာကကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့အချိန်ဘိုင်ယန်မြူးနစ်နဲ့စူဖလားပေါင်းများစွာဆုခရရဲ့အချိန်တိုင်းမှာလည်းလီဆာဟာသူ့ရဲ့ဘေးမှာအမြဲရှိနေခဲ့တာပါသူတို့နှစ်ယောက်ရဲ့ဇလန်းလေးကတော့အောင်မြင်မှုဆိုတာထူးချွန်တဲ့အရေးချင်းတစ်ခုလေးကြောင့်မဟုတ်ဘဲနဲ့အခက်အခဲတွေကိုအတူတူဖြတ်သန်းပြီးတော့တယောက်ကိုတယောက်ယုံကြည်အားပေးနိုင်တဲ့လက်တွဲပေါ်ကောင်းတယောက်ရှိနေခြင်းကလည်းအရေးကြီးတယ်ဆိုတာကိုသက်သေပြနေတဲ့စံပြအချစ်ဇလန်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် Skies will fall. There's nothing we can do. အောင်မြင်မှုတွေဘလောက်ရရကို့အနာမှာဘလို့လူတွေပဲရှိရှိကိုဘာမှမရှိတဲ့အချိန်ကလေးကအနာမှာတစ္ဆာရှိရှိချစ်ပေးခဲ့တဲ့ငယ်ချစ်ဦးကိုဘဝလက်တွဲပေါ်အဖြစ်ရွေးချယ်ခဲ့တဲ့ဒီဘောလုံးကစားသမားတွေရဲ့စိတ်ဓာတ်ကတော့တကယ်ကိုလေးစားစရာကောင်းပါတယ်မိတ်ဆွေတို့အနေနဲ့ရောဒီဇလန်လေးထဲမှာဘသူရဲ့အချစ်ဇလန်ကိုအကြိုက်ဆုံးလဲဆိုတာအောက်က comment မှာရေးပေးခဲ့ပါဦးနော်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်